ကျမပြောပြမယ်ပြောရင်လည်းပြောတဲ့လူကအလွန်ဖြေအောင်မယ်အဲ့ဒါဘာလဲဆိုတော့ကျမစီကိုဒီနေ့ဝန်ထမ်းလာလျှောက်တာပေါ့နော်ဝန်ထမ်းလာလျှောက်တာကျမပြောပြအောင်မယ်အမှုပညာပြိုးခင်းတဲ့ဒီမင်းသမီးတွေကိုခေါ်တဲ့အမှုပညာပြိုးခင်းတဲ့အလုပ်လျှောက်တာနဲ့မှားပြီးတော့လာလျှောက်လာမသိဘူးနော်ဘလို့လဲဆိုတော့ဒီမှာကျွန်တော်စပြီးတော့မေးတယ်ဗာမေးလဲဆိုတော့အမားတဲ့ तू ကလက်သေးအရှည်ချီသေးအရှည်နှစ်ဖက်လုံးထားလို့တဲ့အမားတို့အလုံးမှာလုံးရင်လက်သေးကျိုးမှာလားတဲ့ဟဲကျမတော်တော်အံ့ဩပါတယ်ကဘာမှာအံ့ဩဆုံးပဲဟဲဘလို့ဖြစ်လို့တော့ညီမလေးလို့အလုံးလောက်ပါလေဆိုမှပဲလက်သေးကျိုးတာယူမှအာမခံပြီးလက်မှတ်ထိုးပေးထားရမှာလားလို့အဲ့ဒါလည်းမပြီးသေးဘူးเนาะထပ်ပြောဦးမယ်ကျမလိုက်အောင်မှာဟိုရက်ကလည်းတွေ့လိုက်ပါတယ်ဟိုဝန်ထမ်းတွေဟွာဖြစ်တာနဲ့ပတ်သက်ပြီးတော့လေဗာလဲအဲ့လိုမျိုးအလုပ်ကိုကြီးများရတဲ့မှာအဲ့လိုမျိုးလောက်တော့မလောက်ရသေးဘူးပြီးတော့ဗာထပ်ပြောလို့ဆိုသူ့ရဲ့စပင်ရတဲ့ခါကြော်တယ်တဲ့အဲ့ဒါသူ့ရဲ့ရီးစားအရှိထားခိုင်းတာတဲ့အဲ့ဒါကတဲ့အမားတို့လုံမယ်ဆိုလို့ရှိရင်တဲ့စပင်အရှိနဲ့အဆင်ပြေပါမလားဟာကျမအဲ့လောက်ကြီးထိတော့ဘယ်လိုလုပ်ခင်းဖြစ်မှာတော့ကျမစီမှာလုပ်တဲ့တွေ့တဲ့စပင်ရှည်လူလည်းပါမှာတွေ့လို့ပဲသူ့ရဲ့စပင်ကိုထိခိုက်နိုင်လားပေါ့နော်ကျမတို့အလုပ်ကစပင်အရှိထိခိုက်ကောင်လဲထမင်းနေဟင်းနေချက်နေရလဲမဟုတ်ဘူးစပင်ဆိုင်မဟုတ်အထက်ထမင်းဆိုင်မှာလုပ်နေရလဲမဟုတ်စပင်အရှိတွေပါတွေထိမ့်သိမ်းရအောင်လဲကွာအဲ့လောက်ကြီးကတော့ကျမဟိုနေ့ဖြစ်သွားပြီးတော့လဲဘာထက်ပြောလဲဆိုတော့လေကျမသမီးကတဲ့အလုပ်လာလို့သူ့ရဲ့အသက်က16နှစ်ကျော်ပဲရှိသေးတယ်နော်ကျောင်းကမပြီးသေးဘူးသမီးကတဲ့အလုပ်လာလုပ်လို့ရှင်တဲ့အသီးရွက်မစားဘူးမှာတဲ့ကျမတို့ကနေစားချင်းခေါ်တာဟုတ်အသီးရွက်မစားဘူးတဲ့ तू ကတဲ့အသား9တောင်မှပဲ3မျိုးပဲစားတယ်တဲ့ပြောပြမယ်နော်အဲ့ဒီ3မျိုးဘာလဲဆိုတော့ပြောပြမယ်နော်ကြက်သားတဲ့ပြီးရင်ဝက်သားတဲ့ပြီးဝိုင်ပဇွန်နဲ့အဲ့3ခုပဲစားပါတယ်တဲ့အသား9ဆိုကြက်နဲ့ဟာမစားဘူးဆိုကျမလေ तू ဘာဆက်ပြောမလို့စွန့်အားပြောအဲ့နာမှာအကြာကြီးပဲကျမစီမှာလာရှော့တဲ့လူတွေအများကြီးပဲအလောက်ကလေလာရှော့တဲ့လူအများကြီးပဲအဲ့ဒီမှာအခုချိန်မှာကျမတို့ online အတွက်လိုနေရပါတော့အဲ့အတွက်ကိုကျမအခုခေါ်မဲလို့ပြောထားတော့စိတ်ရှည်သီးခံစွာနဲ့ပဲတယောက်ချင်းစီကိုအခုတော့ reply လုပ်နေတယ်အဲ့တယောက်ကိုတွေ့လို့အဲ့တယောက်မို့နောက်ထပ်ရှိသေးတခြားလူအဲ့ထက်မှာအဲ့တယောက်ကတော့အသိသာဆုံးပေါ့နော်အော်ကျမဘယ်လိုတောင်ပြောရမလဲမသိတော့ပြီးတော့ဘာထက်ရှိသေးလဲဆိုတော့နေပူတဲ့တွေဘာတွေရောထွက်ရလားအမားတဲ့တခါကျလို့ရှိရင်တဲ့သူအရင်လောက်ခဲ့တဲ့ဆိုင်ရာတဲ့သူအပြစ်နေပါတွေခိုင်းနေတဲ့အဲ့လိုမျိုးကြလို့ရှိရင်အဆင်မပြေလို့တဲ့အော်ကျမစွန့်အားပါတယ်အကြိုက်ပဲသူဘာမှလည်းရှင်းမပြတော့ဘူးအဲ့တော့ကျမပြောချင်တာအလုံးလာလုံးမလားဒါမှမဟုတ်လေဟိုကလေအမှုပညာပြိုးခင်းလေအရင်တော့ကလေဟိုကတော့ပြည်တီဦးတို့နေတိုးတို့တွေဖွဲ့ပြီးတော့ခေါ်တဲ့ဟိုကလေအဲ့ဒါနဲ့မှားပြီးတော့လာလျှောက်တာလားရှင်ညီမလေးဒီဗီဒီယိုကြည့်နေမှာပေါ့လေကိုကလေအလုံးလုံးမယ်ဆိုလို့ရှင်အလုပ်ကိုပဲဦးစားပေးပြီးတော့ကျန်တဲ့လိုအပ်တာတွေမေးရမယ်ဒါတဘာဝပဲမမေးနဲ့မဟုတ်ဘူးမေးဘာတွေမေးရမှာလဲဆိုမရေဗနာရက်ဗနာတိလောက်ရမှာလဲနော်နေစားချင်းဆိုလို့ရှင်ဘယ်လိုနေရမှာလဲနော်ကျမတို့ကဒါအလုပ်လုပ်တာလေနော်ပြီးတော့ကျမတို့ကလည်းဟိုလိုမျိုးကြီးထားတာမဟုတ်ဘူးနော်လှုပ်တင်လှုပ်ထိုက်တာကျွေးတင်ကျွေးထိုက်တာအကုန်ကျွေးထားပြီးသားဟိုလိုမျိုးတွေလည်းမဟုတ်ဘူးပြီးတော့ဟိုအများနဲ့တန်းတို့တည်းကိုကလုံနိုင်ရမှာပေါ့နော်ကိုတယောက်တည်းထူးပြီးမင်းသမီးဖြစ်နေဘယ်လိုလုပ်မလို့အလုပ်လုပ်ပါမယ်ဆိုမှကျမတို့ကအမှုပညာပြိုးကင်းရနေပြီးတော့မင်းသမီးတွေအရင်တော့လို့ရတနာဘိုးတို့ဟိုရွှေသမီးတို့ရွေးနေရလဲမဟုတ်ဘူးကွာအဲ့တော့နည်းနည်းပါကိုပါလုံးမှလည်းနည်းနည်းပါစဉ်းစားကြပါဦးလို့နော်တော့ကျမလည်းမပြောနိုင်တော့ဘူးတနေ့ရီလဲရီရတယ်ကိုယ်လုံးနဲ့ကိုစိတ်လဲဟိုနေဖြစ်တယ်အဲ့လိုဖြစ်နေတယ်နော်အဲ့တော့ကိုပါလုံးမှလည်းဘာရည်ရွယ်ချက်လဲအလုပ်လုပ်ချင်တာလားပတ်စံလိုချင်တာလားအဲ့ဒါလည်းနည်းနည်းပါစဉ်းစားကြပါလို့တကယ်စိတ်ညစ်တယ်